ခင်ဗျပန်းကမာမီ channel ကြိုးဆိုပါတယ်ဒီကနေ့မှာတော့ဖြင့်ကျွန်တော်တို့မိတ်ဆွေတို့အမကြီးတို့တယောက်ခင်ရတဲ့ကျွန်တော်ကညနာကမခင်ဆွေဝင်းဘောနော်သူ့ရဲ့ညီမလေးတယောက်ကိုကားမောင်းခြင်းမျှဝေခြင်းအစီအစဉ်မှာပါဝင်လာဖို့ဆက်သွယ်လာပါတယ်ခင်ဗျကျွန်တော်နဲ့တူဒီကားကိုအခြေခံနည်းစနစ်ကြကျွန်တော်ကမျှဝေပြီးတော့မှဖြစ်ပါတယ်ကျွန်တော်ကမျှဝေပြီးသွားရင်ကျွန်တော်လမ်းကိုအဆင့်ဆင့်ကျွန်တော်တဆင့်မှာတော့လူရှုပ်တဲ့နေရာနဲ့မောင်းခိုင်းမယ်မျိုးချောင်လန်းကျွန်တော်မြိုင်ကြီးအတက်ဆင်းနေအဲ့လိုမျိုးကျွန်တော်သူ့အစီအစဉ်တိုင်းကျွန်တော်ခါတိုင်းလို့ပေါ့နော်သူပလန်ကြတင်ပေးပြသွားမှာဖြစ်ပါတယ်ခင်ဗျပန်းသွားမြေ channel ကြည့်ရှုအားပေးနေတဲ့ပရိသတ်များကိုကျွန်တော်ကျေးဇူးတင်ပါတယ်ခင်ဗျlike subscribe လေးပေးကြပါအောင်လို့ကျွန်တော်တောင်းဆိုပါတယ်ကျေးဇူးတင်ပါတယ်